Hello မင်္ဂလာပါသားတို့သမီးတို့ရေ Little Bubbles အပူပေါင်းလေးများ channel ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်။သားသမီးတို့ကိုမိကုန်းလေးတစ်ခုလောက်မေးခြင်းနဲ့မျက်လုံးမရှိဘဲနဲ့မြင်နိုင်တဲ့အကောင်တစ်ကောင်ကိုသိတာ။မျက်လုံးလည်းမရှိဘူးမြင်နိုင်တယ်ဆိုတော့ဒီလိုအကောင်မျိုးကမရှိဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့တဘာဝထဲမှာအဲ့ဒီလိုအံ့ဩစရာတိရစ္ဆာန်နေတာတကယ်ရှိပါတယ်။သူ့နာမည်ကတော့ Star Nose Mole ကိုခေါ်တယ်။မြန်မာလိုတိုင်းရဲ့ဘာသာပြန်ထားတာမရှိပေမဲ့ကျဲပုံစံရှိတဲ့နှာခေါင်းပေါ့နော်။မိုးဆိုတာကကြတော့မြေကြီးထဲမှာနေပြီးတော့မြေကိုဖောက်နိုင်စွမ်းရှိတဲ့အကောင်လေးရှိပေါ့နော်။မြေဖောက်ကောင်လို့ပဲပြောကြပါစို့။အဲ့တော့ Star Nose Mole ကိုကျဲပုံစံနှာခေါင်းရှိတဲ့မြေဖောက်ကောင်ဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်။အဲ့တိရစ္ဆာန်လေးကမြေကြီးထဲမှာနေတတ်တဲ့မြေဖောက်ကောင်တစ်မျိုးပေါ့နော်။သူ့မှာမျက်လုံးမပါတာတော့မဟုတ်ဘူးမျက်လုံးတော့ပါတယ်ဒါပေမဲ့သူ့မျက်လုံးလေးကအရန်သိလို့လူတွေလို့တခြားလိမ့်ဆန်တွေလို့ကောင်းကောင်းမမြင်နိုင်ပါဘူးဒါပေမဲ့သူ့မှာအရန်ထူးခြားတဲ့ကျဲနှာခေါင်းတစ်ခုရှိပါတယ်သူ့နှာခေါင်းပေါ်မှာပေါ့နော်ကျဲပုံစံအတပူလေးတွေထွက်နေရပေါ့နော်တောက်ဒီပုံလေးမှာကြည့်လို့ရတယ်အဲ့လက်တံတွေကအရန်ထိတွေ့ခံစားနိုင်တဲ့အာရုံတွေရှိတယ်အဲ့ဒါကြောင့်မြေကြီးထဲမှာလှုပ်ရှားနေတဲ့ပိုးကောင်လေးတွေကိုထိပြီးတော့မြင်တယ်လို့သူတို့ကသိနိုင်သိပ္ပံပညာရှင်တွေကတော့အဲ့လိုစနစ်ကို touch vision လို့ခေါ်ကြပါတယ်မြေကြီးထဲမှာလမ်းကြောင်းတိုးပြီးတော့အဲ့ကောင်တွေကရှောက်သွားနေတတ်ပါတယ်ပိုးကောင်လေးတစ်ကောင်လှုပ်နေပြီဆိုရင်သူ့နှာခေါင်းလေးကသွားပြီးတော့ထိသွားထိလိုက်ပြီးတော့တစ်စက္ကန့်တော့မကြာခင်အစာကိုတိပြီးတော့ချက်ချင်းဖမ်းလိုက်ပါတယ်တကယ်တော့အဲ့ကောင်လေးကကဘာပေါ်မှာအစာကိုအမြန်ဆုံးသိနိုင်တဲ့နို့တိုက်သတ္တဝါတွေကတစ်မျိုးဖြစ်ပါတယ်ဒီထူးခြားတဲ့လိမ့်ဆန်လေးကိုအဓိကအားဖြင့်တော့ United States ပေါ့နော်အမေရိကနဲ့ကနေဒါတို့မှာတွေ့ရတတ်ပါတယ်သူတို့ဟာရေဆိုးတဲ့နေရာတွေဖြစ်တယ်ပေါ့နော်တောတွေရေကန်နာချောင်းနာလိုနေရာတွေမှာနေတတ်ပါတယ်တခါတလေမှာရေထဲမှာတော့ကိုးပြီးတော့အစားရှာတတ်ပါတယ်တဲ့ဒီ Star Nose Mole လေးတွေရဲ့အချက်လက်တွေကတော့သူက15 cm ကနေ20 cm ထိအရှည်ရှိပါတယ်တက်တန်းကတော့3နှစ်ကနေ4နှစ်ခန့်အသက်ရှည်နိုင်ပါတယ်သူတို့ကဘာတွေစားလဲဆိုတော့ပိုးကောင်လေးတွေပိုးလောင်းလေးတွေနဲ့တင်းငယ်တဲ့အင်ဆက်လေးတွေကိုစားတော့ပါတယ်ဒါကြောင့်သားတို့သမီးတို့ရေတစ်ခါတလေမှာပေါ့နော်မျက်လုံးနဲ့မမြင်နိုင်ပေမဲ့တဘာဝကြီးကအချမ်းအံ့ဩစရာနည်းလမ်းတွေကိုပေးထားတတ်ပါတယ်ဒီကျင်နှာခေါင်းကောင်လေးကတော့မျက်လုံးမသုံးပဲနှာခေါင်းနဲ့မြင်နိုင်တဲ့ထူးထူးဆန်းဆန်းတိရစ္ဆာန်လေးပါပဲတဘာဝလောကထဲမှာအခုလိုအံ့ဩစရာတွေအများကြီးရှိနေပါသေးတယ်လူပေါင်းလေးများ YouTube channel နဲ့အတူနောက်ဗီဒီယိုတွေမှာဘယ်လိုချစ်စရာကောင်းတဲ့အကောင်လေးတွေတိရစ္ဆာန်လေးတွေအကြောင်းကိုသိအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပြီးတော့ like and subscribe လေးလုပ်ပေးကြပါအောင်ရှင်